ဆိုလာပြားနဲ့အားသွင်းလို့ရတဲ့ e-bike ဆိုတာတင်ကြဘူးပါသလားနှစ်နာရီအားသွင်းရုံနဲ့မိုင်ပေါင်း40ဒိုးနိုင်တဲ့ Lipo 4 battery e-bike ဆိုတာရောသင်မြင်မှုပါသလားပြားတုတ်ခံရတဲ့ဆိုတာရောတင်ကြဘူးပါသလားဒီနေ့တော့အတုတ်ခံရစရာကောင်းတဲ့ပြားလေးတစ်ကောင်နဲ့ဝေဟင်ကလင်းရုံတော့အရှိန်နဲ့ဒိုးနိုင်မဲ့လူတကာငေးမဲ့ယူပါလေး2စီးကိုကျွန်တော်ဒီနေ့ review လုပ်ပေးတော့မှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းသပင်ကောက်ကောက်နဲ့ကောက်ညှောနာနဲ့တောင်ကလာကစံပုတ်ခုရှိုးတော့ကျွန်တော်ရောက်ရောက်ချင်းဘာကိုမြင်လိုက်လဲဆိုတော့ဟာ what the hell တတဝါနှစ်ကောင်ကပြူးပြူးရောက်နေတော့ကျွန်တော်တွေ့လိုက်ငါမရတော့ဘူးလို့ဒီကောင်တွေကိုလည်းတက်မာရွက်စားခိုင်းပြီးတော့ review လုံးမှရတော့မယ်ဆိုပြီးတော့ကျွန်တော်အသားတွေတစ်ဆက်ဆက်တုံးလာကန်တော်ကြီးတဲ့ဒီနှစ်ကောင်ကျွန်တော်ခေါ်ပြီးတော့ကျွန်တော်မြင်တဲ့အတိုင်းလေးပေါ့ပါလေးပဲကျွန်တော် review လုပ်ဖြစ်ခဲ့တယ်ရှိုးလိုက်ပါကျွန်တော်အရန်ကြိုက်တဲ့ eagle ကြီးကိုကျွန်တော်မပြောခင်ပါဗောနော်ဒီချစ်စရာကောင်းတဲ့သေးသေးလေး B ကိုကျွန်တော်အရင်ဆုံးစပြီးတော့ပြောပြပေးမယ်ဗောနော် battery ကတော့ဒီထဲမှာ battery လည်းဖြုတ်ပြီးတော့အားသွင်းလို့ရတယ် Lipo 4 battery ကိုသုံးပေးထားတယ်ဗောနော် short bar ကဒီအလယ်မှာလည်းပါတယ်ဒီအနောက်မှာလည်းပါ short bar ဘာနဲ့6လဲဆိုတော့1 2 3 4 5 6 short bar 6ခုပါတယ်ဗောနော်သူ့ battery ဖြုတ်တာကအားသွင်းဖို့တော့ကလည်းလုံးဝ easy going ပဲဗျာ power ကျူးပါတယ် power ကျူးကျွန်တော်တို့ဖြုတ်လိုက်မယ်ခုန်ခံနေတယ်ဆိုရင်အောက်မှာ lock လေးတစ်ခုပါအဲ့ကောင်လေးကိုဖိပြီးတော့ရှေ့တော့လိုက် that's it ဒါအောင်မှကျွန်တော်တို့ဆွဲထုတ်လိုက်ရောဒါဆိုပြီးသွားပြီဒါပဲ battery ကဒါပဲ sample ခုရဲ့ Lipo 4 battery ဆိုကျွန်တော်တို့အိမ်ထဲမှာ charging လုပ်လို့ရเนาะခောက်တဲ့ဟာလေးကိုကျွန်တော်ထပ်ပြီးတော့ပြောပြမယ်သေးပြီးတော့ချစ်စရာလေးဒီမှာ lock လေးတစ်ခုရှိတယ်အဲ့ကောင်ကိုလှန်လိုက်ပြီးတော့ဒီအောက်ကိုချမယ်ချပြီးလို့ရှိရင်ဒီမှာအောက်မှာဟိုဘက်လေးဆွဲတွန်းပြီးတော့နောက်လှန်လိုက်တာနဲ့ဒီမှာရှေ့ပိုင်းပြီးသွားပြီနောက်တစ်ချက်ကဒီမှာအလဲမှာကီးတစ်ခုပါတယ်အဲ့ဒီဟာလေးကိုဖြုတ်မယ်ဖြုတ်ပြီးတော့ထုံးစံအတိုင်းပဲဆွဲကတ်လိုက်ရုံပဲပေါ့နော် battery ထည့်မယ်ဆိုလဲ group လေးပါအဲ့ဒီ group ကိုကျွန်တော်တို့ဒီမှာဒီ group လေးတဲ့ညီအောင်ထည့်ပြီးရတဲ့ဆွဲသွဲပြီးတော့ power တက်ပြီးရထုံလေးချလိုက်ဒါပါပဲတအားကြီးကိုချွတ်ဖို့ကောင်းတယ်ပြီးတော့ပေါ့ပါရှိတယ်စီးရတဲ့ feeling ရလဲတော်တော်လေးပေါ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့စိတ်သွားတိုင်းကိုပါတယ်ဗောနော်ဘာညာဟိုးရဲ့မီးရသွားဒီဘက်ချက်မှာထည့်ပေးထားတယ်ဗောနော်ဒါဒီဘက်မှာကိုဘယ်လောက်ထိသွားနေလဲဆိုတော့ kilometer per hour ကိုဒီမှာ digital နဲ့သူတို့ပြပေးထားတယ်ပြီးတော့ battery percentage ကိုတော့သူတို့ဒီမှာ digital လေးနဲ့ပဲ1 2 3 4ဆိုပြီးသူတို့ပြပေးထားတယ်ဗောနော်ကိုက parking မှာရောက်နေတာလားဒီမှာဒီမှာသွားနေတာလားကားစီးတိုင်းပဲအကုန်လုံးပြပေးထားတယ်ဗောနော်တော့ရဲ့အနေထားတော့ဒီလိုမျိုးလေးတွေတော့ရှိပါတယ်ဘာညာကတော့လို့ပါလို့အထာဗောဗျာသိတော့ဗလားဒီ B ကိုအကြိုက်ဆုံးချက်ကတော့ခောက်ပြီးတော့ထည့်လို့ရတာကကျွန်တော်ကိုတော်တော်လေးဆွဲဆောင်နိုင်ပါတယ်တိုက်ခန်းမှာနေတဲ့သူတွေအတွက်ကဒီဟာလေးကအခိုးခံမှာတိတ်စိတ်ပူကြမလို့တော့ဗောနော်သူ့မှာတက်ပေးတဲ့ short bar တွေကတော်တော်လေးအလွတ်လုပ်ပါတယ်အလဲမှာလည်းပါတယ်နောက်မှာလည်းပါတယ်လေးလို့ဆိုတော့တော်တော်လေးကို soft ဖြစ်တယ်ဆိုတော့စပိန်စီရတဲ့ feeling နဲ့အများကြီးกว่าသူကဆိုင်ကယ်နီးပါးလောက်ကိုဖြစ်eagle အလှည့်ရောက်လာပါပြီဒီပုံစံကဘယ်သူတွေအတွက်အဆင်ပြေလဲဆိုတော့ကျွန်တော် rocker တွေအတွက်လည်းအဆင်ပြေတယ်စပင်ဖာလိုက်ချပြီးတဲ့မှာအရက်ကွက်ထဲမှာဂျာကီးနဲ့ဝှေ့ပြီးတော့အဲ့ဘဲအတွက်လည်းအဆင်ပြေတယ်နောက်တော့က rubber တွေအတွက်လည်းအဆင်ပြေတယ်ဖြုတ်လို့ရတဲ့ဘိန်းတစ်ဘိန်းပေါ့နော်တော်တော်လေးကိုခိုင်ခန့်တယ်ခန့်ညားတယ်ပြီးတော့လည်းကြီးတယ်ပေါ့နော်တော်တော်ကြီးကိုကြီးတဲ့ဘိန်းပေါ့နော်ဒီကောင်ရဲ့ battery ကကြတော့ B နဲ့မတူ B ကြတော့ Lipo 4 နဲ့လုံပေးထားတယ်ဒီကောင်ကြတော့ lithium battery နဲ့လာတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ battery ကိုကြတော့ဘယ်ကိုထည့်ပေးထားသလဲဆိုတော့ तू ကအပြောက်ဒီ frame ထဲမှာဒီ frame တစ်ခုလုံးကအဲ့မှာ lithium battery ကိုသူကတခါတည်းထည့်ပေးတတ်တာဖြစ်တဲ့အတွက်ဒီကောင်ကြတော့ဖြုတ်တာတက်တာလို့တော့လုပ်လို့တော့မရဘူးပေါ့နော်နှစ်နာရီအားသွင်းမယ်ဆိုရင်မိုင်ပေါင်း30အထိကျွန်တော်တို့သွားလို့ရတယ်ပေါ့နော် eagle မှာထူးခြားတာဘာလဲဆိုတော့ gear က9ချက်တောင်ပါဆောင်းလိုက်အဲ့ဒါတော့ gear 9ချက်အထိကျွန်တော်တို့ဖြုတ်လို့ရတယ်ပေါ့နော် B နဲ့အတူတူပဲမီးပါတယ်ဟွန်းရှေ့ဘာညာရွှေရှောင်းလှုပ်ဖို့အတွက်ပါတယ်ရှေ့မှာထဲစရာချင်းလေးပါတယ် B ကြတော့ရှေ့မှာချိတ်ဖို့အတွက်ဂိုင်းလေးတစ်ခုထည့်ပေးထားတယ်ဗောနော်ကျွန်တော်ကပြောဖို့မေ့သွားလို့အလဲဘိန်းတစ်လုံးရဲ့အောက်မှာ short bar ရဲ့အပေါ်မှာဗောနော်ဒီကောင်လေးထည့်ပေးထားတဲ့ဟာက sporty sun နဲ့ဗောနော်ဒီဒစည်းလုံးအနက် all black နဲ့ခဲနဲ့ကြားထဲမှာဒီအနီးကတော်တော်ကြီးကိုထင်းထွက်နေတာတော့အဲ့ဒါလေးလဲမိုက်ရပါတော့ဒီ chain ကြိုးတွေကအစတော်တော်လေးကို premium ဆန်တယ်သူကအားကုန်သွားမယ်ဆိုရင်ကျွန်တော်စပိန်ဒစည်းလိုပဲဗျာခြေနှင်းဖို့အတွက်ကိုအရှည်ကြီးထည့်ပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့အားကုန်သွားမယ်ဆိုရင်လည်းစပိန်ဒစည်းလိုမျိုးပဲကျွန်တော်တို့ကောင်းကောင်းမွန်မွန်နင်းလို့ရတာပေါ့နော်ဖင်တန်ကိုကြီးက heavy ပဲဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ long term အကြာကြီးစီးမဲ့သူတွေအတွက်တင်မာနာတာတွေဖင်နာတာတွေတိတ်မရှိတော့ဘူးပေါ့နော်အစိုးတန်နေလည်းပြောချင်တာကတော့ B ရော eagle ရောကနှစ်မျိုးလုံးကတော်တော်လေးကိုပေါ့ပါတယ်ကျွန်တော်အားကုန်သွားမယ်ဆိုရင်လည်းနှစ်စီးစလုံးကစပိန်နင်းလို့မျိုးကောင်းကောင်းမွန်မွန်နင်းနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့တော်တော်လေးကြိုက်ပါတယ်
ဆက်ကြည့်လိုက်ပါဒီကောင်လေးကတော့ကျွန်တော်အရင်တစ်ခါလှုပ်ဘူးဝေးတယ် Scarrel လို့ခေါ်တာပါနော်ရှင့်ပြားရယ်ရှင့်ရယ်လင်းရုံရယ်ပေါ့နော်စံပုတ်ကူကသူတို့ရဲ့ရိုးရာထုံးစံအတိုင်းပဲပေါ့နော်ထုံးသမျှ e-bike တွေရဲ့ battery ကို armor gun 2နှစ်ပေးထားတယ် controller ရယ် motor ရယ် charger ရယ်ကိုတော့သူတို့က armor gun 1နှစ်တိတိပေးထားတယ်ပေါ့နော်ကျွန်တော်တို့ showroom ပြန်သွားကြကျွန်တော် showroom တော့ပြန်ရောက်ပါပြီစံပုတ်ကူရဲ့ထူးဆန်းပြီးတော့ပထမအဆုံးကြားဦးရယ်ပေါ့နော်သူတို့ရဲ့ power stationနီးပညာအတိုင်းပဲ e-bike model 3မျိုးကို EPC ရလာတဲ့မီးနဲ့လည်းအားသွင်းလို့ရတယ် solar တွေနဲ့ပါသွင်းလို့ရတယ်ပေါ့နော် solar နဲ့အားသွင်းခြင်းတဲ့သူတွေအတွက်ကတော့ကျွန်တော်တို့ဒီလိုမျိုး IPPT controller လေးကျွန်တော်တို့ကတီးတဲ့တစ်လုံးထပ်ပြီးတော့ဝယ်ရမှာပေါ့နော်ဝယ်နှစ်ဆရှိတယ်အဲ့ဒါ solar မှာတက်မယ်ဒီဘက်က output နှစ်ဆကိုကျွန်တော်တို့အားသွင်းတဲ့ကျိုးမှာတက်ပြီးတော့တခါလဲ battery ကိုတန်းချိလိုက်တာနဲ့ကျွန်တော်တို့အားသွင်းလို့ရမှာဖြစ်ပါတယ် EPC နဲ့လည်းအားသွင်းလို့ရတယ် solar နဲ့ပါအားသွင်းလို့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့မီးမမှန်တဲ့ data တွေမီးပြတ်လတ်မှုရှိနေတဲ့နေရာတွေအတွက်ပါတော်တော်လေးအဆင်ပြေစေပါတယ်ကျွန်တော်အခုပြောသွားတဲ့ e-bike တွေနဲ့ပတ်သက်တဲ့အပိုပစ္စည်းမှန်သမျှသူတို့ ready to stock ထားရှိပေးထားတာဖြစ်တဲ့အတွက်အလွယ်တကူဝယ်ယူနိုင်ပါတယ် after sales service လည်းသူတို့မှာရှိပါတယ်လိပ်စာကတော့ရန်ကုန်ရောမန္တလေးလိပ်စာပါကျွန်တော်စာတန်းထိုးပေးထားပါတယ်ကျေးဇူးပါSanboku Japanese Standard